အရင်ပိုင်းမှာအဒယ်လီရဲ့ပွဲဦးတဲ့ပွဲရဲ့အောင်မြင်စွာပြီးဆုံးသွားလို့မီဆူကလည်းဆိုင်ယုံပြန်ဖွင့်နေပြီပွဲကနေရွှေရင်းက160ရလိုက်ပြီရန်နဲ့ပြန်ထွက်ရင်26တန်းနဲ့ရှိလို့အများကြီးညက်တာပဲလို့ပြောပြီးပြောနေပါတယ်မီဆူကအဒယ်လီရဲ့ပုံနေရလည်းဓာတ်ပုံရိုက်ထားပြီကြားသူတွေစီကိုပြန်ရမှုကြံနေပါတယ်ရုတ်တရက်ဆိုင်ထဲကိုလူတယောက်ကဝင်လာပြီသူ့ကိုငါးပေးဖို့အထက်စီးဆက်ဆံပြောပါတယ်မီဆူကလည်းသူတို့ကအထွေထွေဈေးတန်းဆိုတော့ဘယ်လိုလုပ်ပြီးငါးရှိမှလည်းညောနေပြီတစ်ပတ်လူကလည်းငါမပေးဘာလွန်ထွက်ရဲ့အရင်ချိန်စာကိုမိမဲ့လို့ပြောနေပြီသူကဘာလွန်ထွက်အိမ်တော်ကစဖုံမှုဖြစ်ကြောင်းကိုပြောပါတယ်မီဆူကလည်းအဲ့ဒါဟာဘာကိစ္စရှိလို့လဲသူနဲ့မဆိုင်မှုပြောနေလို့စဖုံမှုလည်းနောက်ပိုင်းမှာတခင်ကြီးကသူချက်တာတွေကိုမစားတော့ကြောင်းနဲ့ပါတီက9ရင်းနေ့ကိုပဲစားချိန်မိနေရလို့ပြောပါတယ်ဒါပေမဲ့မီဆူကတော့သူ့ဆိုင်မှာငါးမရှိကြောင်းကိုပြောနေပြီစိတ်တို့သွားရဲ့စဖုံမှုကရိုက်ဖို့လုပ်နေရော Iris ကရောက်လာပါတယ်မီဆူကလည်း Iris ကိုဒီလူကသူ့ကိုအကြက်ကင်ပြီးတောင်းတမပေးဘာညာလုံးမဲ့ချင်းချောင်းနေကြောင်းကိုပြောနေပြီမီဆူကစီကိုဘိုးစီယာပါရောက်လာကြောင်းစဖုံမှုကဘေးချအောင်ရေးပါတယ်ဘိုးစလက်ဒီအကြောင်းလေးကိုပြီးမှတိုင်ကြားပေးမယ်ပြောနေပြီ Iris ဒီကိုလာတာမီဆူကိုခေါ်ဖို့ဖြစ်လို့အတင်းဆွဲခေါ်ပြီးအိမ်ကိုခေါ်သွားပါတယ်အဲ့လိုနဲ့မီဆူကလည်းဆိုင်ကိုပေးလိုက်ရပြီပန်းသီးတွေကိုကူးနေရဲ့ကော်လက်ကမှတ်မိရကြောင့်တစ်ပိယုံဂလီထုတ်ပြီးပန်းသီးတွေကိုခူးလိုက်ပါတယ်မီဆူကလည်းအဲ့လိုနဲ့ညိုဆိုင်ရဲ့အိမ်ကိုနောက်ခေါက်တရအောင်သွားပြီးဘီယာထွက်ကသူ့ကိုအရင်အတက်ရင်းနှီးနှီးခေါ်နေပြီဘာတွေလုံးနေရလဲမင်းနေရဲ့ဘီယာထွက်ကိုအဒယ်လီရဲ့ပွဲဦးတဲ့ပွဲကိုလုပ်ပေးနေရဲ့အကြောင်းနဲ့ပါတီပွဲမှာတခါမှမမြင်ဘူးရဲ့ဂိမ်းမို့နဲ့ခြားစားစရာတွေရှိနေရဲ့အကြောင်းကိုတီကိုတော့ပြောလို့ဘီယာထွက်ကသူ့တယောက်တည်းပဲမစားလိုက်ရလို့တောင်းကျမ်းနေဘူးနှစ်ကောင်သားလည်းမထိန်နိုင်လို့ထွက်ပြေးသွားပါတယ်သူရဲ့ပွဲဦးထွက်ကြရင်လည်းအဲ့လိုလုပ်ပေးဖို့ဘီယာထွက်ကပြောနေပြီတေးချောင်းမီဆူဝါစီကနေဂဏီတွေပါတောင်းနေပါတယ်အဲ့လိုနဲ့မီဆူဝါတို့လည်းညစာစားပြီးသွားကြလို့စကားပြောရမယ့်လှည့်ကိုရောက်လာကြပြီမီဆူဝါကိုဘိုးစိမ့်နဲ့အာရက်ကပွဲမှာစီစဉ်တဲ့စားစရာတွေကဘေးကနေရလာတယ်ရောင်းတဲ့ပစ္စည်းတွေကတော့ဘလို့တရလဲစားတာတွေကိုမင်းနေပါတယ်မီဆူဝါလည်းအကြက်ရိုက်နေလို့ဘာပြောရမလဲဆိုတော့အကြံထုတ်နေပြီအဲ့တော့သူတိုင်းကြီးကတငယ်ချင်းတွေကစိတ်ပူလို့ပို့လိုက်တဲ့ပစ္စည်းတွေပါလို့တန်ပြောပါတယ်တက်ပြီးအာရက်ကပစ္စည်းတွေကအများကြီးဆိုတော့နေရောညရောတေချာလာဆိုပြီးထပ်မေးရကြမီဆူကအချက်ရသွားပါတယ်နောက်မှမီဆူကိုစိတ်ပူလို့မင်းမိရထင်ကြောင်းကိုပြောကြပြီအဲလစ်ကလည်းပါတီပွဲတုန်းကမီဆူကိုဘလို့တွေလှနေရဲ့အကြောင်းကိုပြောပါတယ်အဲ့လိုတွေပြောနေပေမဲ့ပွဲတုန်းက Iris ကအတလီနားကိုလိုက်ကနေရကြမီဆူကလည်းသူ့ကိုအစ်ဆက်တဲ့ကြည့်နေပဲညံကြည့်လိုက်ပဲလို့ဟိုငနေရတော့အဲ့ဒီကြည့်ကိုတော့သဘောကျနေပါတယ်ဘိုးစင်းလည်းမီဆူကိုသူတို့ရင်ရပြောခဲ့တဲ့စားထုတ်လို့ဖို့ပြောတာကိုတတိယသေးလာမေးကြည့်ပြီးမီဆူကလည်းမှတ်မိပါလေလို့ပြန်ပြောကစားထုတ်လို့ဖို့အတွက်လိုအပ်တာတွေကိုပြောပြပေးနေပါတယ်ဘိုးစိမ့်နဲ့စကားရဲ့ကြာကြီးပြောလိုက်ရလို့ပြင်ပန်းသွားမယ်မီဆူကညိုစားနဲ့စကားပြောရတာကိုသဘောကျနေပြီသူစီကိုလည်းဘီယာထွက်ကထက်ရောက်လာပါတယ်ညနေမှသူခန်းစီကိုရောက်လာတဲ့ဘီယာထွက်ကြောင့်မီဆူကလည်းအတွေးတွေများနေပြီဘီယာထွက်ကသူ့ပွဲဦးတဲ့ကိစ္စကိုဘယ်လိုလုပ်မှလဲမေးကြည့်ကတေးချောင်းဘာတွေထဲမှလဲဆိုတော့မေးကြည့်ပါတယ်မီဆူကလည်းတလေးဆက်နေနဲ့အလှဆင်ထားတဲ့ညင်လေပွဲတော်မှာရောင်းတဲ့စားစရာတွေအရန်လာတဲ့မီးမွန်းနေပါမယ်အကြောင်းကိုပြောနေပြီအနာတွေကိုတလွဲတွေးနေတဲ့ဘီယာထွက်ကဘာတွေမှမသိပေမဲ့ပြောနေပါတယ်အဒယ်လီရဲ့ပွဲဦးထွက်ပွဲကိုစီစဉ်ပူးတဲ့မီဆူကပွဲဦးထွက်တွေကအဲ့လောက်ရေးကြီးရလားဆိုပြီးမေးပါတယ်ဘီယာထွက်လည်းသူတို့တော်ဝင်ညွှန်းတဲ့တွေက10နှစ်မှဆက်ဆက်ပြီး15နှစ်နဲ့လက်ထက်တဲ့အကြောင်းကိုပြောနေပြီသူကတော့ဆက်ဆက်မှတ်သူမရှိသေးဘူးလို့ပြောပါတယ်73နှစ်ဆိုပေမဲ့သူကထွားချိုင်းနေတဲ့ဘီယာထွက်ကမီဆူကိုချစ်သူရှိလားဆိုပြီးမေးပါတယ်သူတို့တိုင်းနေမှာတော့သူ့ကိုအားကစားလုပ်ဖို့ဖိတ်ခေါ်တဲ့သူတွေရှိကြောင်းကိုပြောနေပြီအဲ့ဒါကနာမည်ကြီးကြမှာမဟုတ်ဘူးလို့ဘီယာထွက်ကပြောပါတယ်မီဆူကလည်းအချင်းနေမကောင်းလို့ခေါင်းဆိုင်ပြောင်းဖို့လုပ်ပေမဲ့ဘီယာထွက်ကအကြောင်းမခံမဲ့သူကဘသူ့မှပြောပြမှာမဟုတ်လို့အမှန်တိုင်းပြောဖို့ပြောကမှာတယောက်နဲ့မှမတိတ်ဘူးတဲ့အကြောင်းကိုပြောလာပါတယ်ဘီယာထွက်လည်းဘလို့ပုံစံမျိုးကိုသဘောကျလဲမေးကြည့်ပြီးခေဘိုခန့်နေပုံရတဲ့မီဆူကိုအာမနာကိုပြောနေစဉ်လက်ကစာကိုမီဆူကနေတော့အကြောင်းဘသူမေးခိုင်းတာလဲဆိုပြီးပြန်မေးနေပါတယ်အဲ့လိုနဲ့စာကိုရလိုက်ပေမဲ့ဘသူမေးခိုင်းတာလဲဆိုတော့မပြောရလို့ပွဲဦးထက်ပွဲကိုအကြိုက်ကင်ပြီးမေးတော့မှဘီယာထွက်လေအဲလစ်ကပါဆိုပြီးပြောရလိုက်ရပါတယ်တီယိုဒိုနဲ့အဖေခေသူပေါ်ပါတယ်ပြောနေပြီငွေတင်ကတရားပေးမယ်ဆိုပြီးသူ့ကိုခိုင်းခဲ့တာထဲချောင်းရှင်းရပါတယ်အားဒါကြောင့်မီဆူကလည်းရွှေနှင်းကတရားပြန်ပေးရင်ပူပေါင်းမဲ့အကြောင်းနဲ့ဒါပေမဲ့သူတို့တော့မိကုန်းနဲ့မိခဲ့တဲ့အကြောင်းသာပြန်ပြောဖို့မှားနေပါတယ်မီဆူကလည်းသူ့စီကနေအလောက်လွတ်လပ်နဲ့အချက်လက်တွေမရဘူးကွာလို့ပြောနေပြီအမှန်တိုင်းပြောရင်အခန်းထဲရောက်ကြတဲ့အထည်သေးရဖို့စူးစမ်းနေရလို့ပြောနေတဲ့ဘီယာထွက်ကြောင့်မီဆူကလည်းဘီယာထွက်ကရင်သားချစ်တဲ့လို့ကြောက်စရာလည်းကောင်းတယ်လို့ပြောနေပါတယ်ဗရာသားတို့ VPN နဲ့ကြီးမှပတ်ဆိုင်ရတာလို့ကျွန်တော်ဝင်ဝင်ရအောင် US location ရတဲ့ဘယ် VPN နဲ့မဆိုကြော်ညာလေးတွေပြီးအောင်နေကြည့်ပေးကြပါဦးဒီမျိုးမှာထီးတွေမရှိသေးရကြောင့်မွေးရတဲ့အခါဘယ်သူမှအမြင်မထွက်ကြပါဘူးအဲ့ဒါကြောင့်မီဆူကထီးထီးပွားရောင်းဖို့ကြံနေပြီအဲ့ဒီချိန်ဆိုင်ထဲကိုလူတယောက်ဝင်လာတာပုံစံကတန်စရာဖြစ်စရာကောင်းတာကြောင့်မီဆူကတနက်နဲ့တောက်အသိဉာဏ်လိုက်ပါတယ်ဆိုင်ထဲကိုနောက်ထပ်ကောင်မလေးတောက်ကထပ်ဝင်လာပြီးပုံးရဲ့ဘဲလေးကိုတိုက်ခိုက်လိုက်ပါတယ်ဘဲလေးလည်းဓာလွန့်သွားလို့ဆိုင်ထဲကဓာကိုကောက်ပြီးမီဆူကိုတစားကန်လှုပ်ဖို့ကြံပေမဲ့ဟိုကစပရိနဲ့ထျံလို့အပြင်ကိုထွက်ပြေးသွားပါတယ်ဘဲလေးကဓာယူသွားလို့မီဆူကလည်းပြန်လိုက်တောင်းနေပြီးသူ့ကိုလည်းကောင်လေးတောက်ကတားလိုက်ပါတယ်ထွက်ပြေးနေတဲ့ဘဲလေးကိုတော့ကောင်မလေးတောက်ကညားနဲ့အာယုံလွှဲလိုက်ပြီးရှင်းရနဲ့ရောက်လာတဲ့လူကတစ်ချက်ထိုးပြီးဘဲလေးကိုအမောင်းသိလိုက်ပါတယ်ဒီဘဲလေးကလူတက်ပြီးထွက်ပြေးလိုက်လို့၄ယောက်ကတက်ဆိုင်ရကိုပို့ဖို့ကြည့်နေပြီမင်းစုံကလည်းဓာတ်သမားလှန်သမားညောင်သမားနဲ့၄ယောက်ခွေကိုစွန်စားသမားဆိုထင်နေပါတယ်ကောင်မလေးလည်းသူတို့ဖွဲ့ရကျေးစားဖွဲ့ပါလို့ပြောနေပြီမင်းစုံကလည်းအဲ့ဒါဆိုရင်ဘာမှမဆိုခိုင်းလို့ရလာမေးကြည့်ကအဖွဲတန်းရတယောက်လည်းတရားဥပဒေအောက်ကဆိုရင်အကုန်ရချောင်းကိုပြောပါတယ်မင်းစုံကလည်းအဲ့ဒါဆိုရင်သူတောင်းဝင်တစ်ခုပေးစရာရှိချောင်းကိုပြောလို့၄ယောက်ကအံ့ဩသွားပါတယ်
မီဆူကတာဝန်ပေးခြင်းရှိရလို့မိန်းကလေးနောက်ကဆိုင်ထဲကိုရောက်နေပြီပစ္စည်းတွေကိုကြည့်နေပါတယ်။အလုံးနဲ့ယောက်ျားလေးနှစ်ယောက်လည်းပြန်ရောက်လာပြီ။ဒါတလို့တန်တရားချင်းတဲ့သူတွေညားလာလို့တခြားစစ်နေတဲ့အကြောင်းနဲ့မီဆူကကိုလည်းဂယူဆိုင်မှုပြောနေတာမီဆူက CCTV တင်ခုဝတ်မှုတနက်ကိုပါတင်ထားသူဖြစ်ပါတယ်။မီဆူကလေးယောက်ကိုလက်ဖက်တိုက်နေပြီတခါမှမတော့ဘူးလို့သဘောကျနေပြီခေါင်းဆောင်ဖြစ်သူလည်းသူ့နာမည်က7လို့မိတ်ဆက်ပါတယ်။လန်အသုံးကျသူနာမည်က Speed ဖြစ်ပြီးအနေအောင်စပင်နဲ့ကောင်မလေးရဲ့နာမည်ကို Green လို့ခေါ်တာသူဘေးရရှက်တဲ့ကလေးမလေးကိုတော့ Liz လို့ခေါ်ပါတယ်။ဒါနဲ့ကျွန်တော်တို့ကိုပေးမဲ့မရှင်ရပါလေဟုတ်ထွေထူးမရှိပါဘူးအားလုံးနဲ့တူအမေလက်ချင်တာတည်ပြီးရှာဝယ်မှုတစ်ခုလုပ်ချင်တာပါအဲ့ဒီအချိန်မှာသူ့ကိုကာဝယ်ပေးရုံနေမှာလို့ပြောလို့စပန်လက်လွယ်လုံးညံ့ပြောနေပြီခေါင်းချင်းဆိုင်ပြီးတာမင်နေပါတယ်ဘလို့လောက်ကြရင်ကောင်းမလဲကလေးမလေးကသဘောကောင်းတယ်နော်သွားမဲ့တဲ့တော့ကလည်းအန်နေမနေဘူးလက်တလုံးနဲ့ဖိုင်ရက်နေရဆိုတော့လက်ခံလိုက်ရအောင်လေအလုံးနဲ့စပန်ကလက်ချင်းဆွဲနှုတ်ဆက်ကမီဆူကပေးတဲ့တာဝန်ကိုလက်ခံလိုက်ပြီနောက်နေ့ရက်နေ့ကိုစားထွက်မယ်လို့ပြောပါတယ်မီဆူကလည်းခရီးအတွက်လိုအပ်မဲ့ပစ္စည်းတွေကိုတင်ဆင်နေပြီသူ့ကိုရဲ့ခရော့ဘိုးကိုပါငှားလာလိုက်ပါတယ်အဲ့နောက်မှာခရီးသွားမဲ့နေ့ကိုရောက်လာပြီသူတို့ထက်အရင်ချူကောင်းနေရဲ့မီဆူကကိုအန်အောနေကြကတခါမှမနေဘူးရဲ့အဝယ်စားတွေဖြစ်နေရကြထပ်ပြီးတော့အန်အောနေရပါတယ်မီဇီဝါတို့လည်းလမ်းလျှောက်နေတတိတိတောထဲကိုရောက်လာကြပြီစပန်နဲ့ဒီမင်းကလေးကကြိုးစားသားပဲလို့ပြောနေတာခဏနားတော့မီဇီဝါစပန်ကိုအလုပ်ကြောင်းမေးပါတယ်စပန်တို့ရဲ့လောက်ကတည်ငြိမ်နေပြီလက်တလော့လုံးစရာမရှိလို့သူတို့ကိုငါထားတဲ့မီဇီဝါကိုတော့ကျေးဇူးတင်ကြောင်းပြောနေပါတယ်နောက်ထပ်လက်ခဏလျှောက်ပြီးတော့ဒီနေရာမှာလည်းနားကိုဆုံးဖြတ်လိုက်ကြပြီလောလောဆယ်စင်းကြီးတီကိုရှာမှဖြစ်လို့မီဇီဝါက Grey ကိုအတူလိုက်လို့ရမလားမေးကြည့်ပြီးဟိုကလည်းလိုက်ခဲ့လေလို့တင်ပြောပါတယ်စင်းကြီးတီရှာပြီးတင်လာတော့ညနေဆောင်နေပြီဖြစ်လို့အိတ်ဖို့တင်နေကြကခွေးတော့အပြင်မှာအိတ်ဖို့လုံးနေကြပြီမီဆိုကတော့တင်းကျင်ထားတဲ့တဲလေးကိုပဲထိုးလိုက်ပါတယ်ဒါအပြင်အသင်းပါလာတဲ့ဖျားဟောပါထုတ်ခင်းလိုက်ပါတယ်ဘာမှမသိတဲ့ရွက်တင်နဲ့ဟင်းချက်နေတဲ့ခွေးတော့ကလည်းညက်တရဆိုနေလို့မင်းမွေးလို့မရဖြစ်နေပါတယ်မီဆိုကလည်းသူလုံးကြည့်လို့ရမလားဆိုပြီးလောင်စာစီနဲ့မီချစ်နဲ့မင်းမွေးပြလိုက်လို့ခွေးတော့ကအံအောင်သွားပါတယ်အလုံးနဲ့မီဆူကပါလာတဲ့မုံလေးနဲ့ဟင်းတွေကိုစပန်တို့ဖွဲ့ကိုကျွေးနေကဟင်းတွေကအရန်ရတာရှိရကြမီဆူကိုစပန်ကချီကျူးနေပါတယ်ဂရစ်တိုကလည်းပေါင်မောင်းကိုသဘောကျနေပြီမီဆူကဒါညိုးတွေရောင်းတယ်လို့ပြောလို့စပန်နဲ့ဒီလိုကောင်းတာတွေဆိုရင်ဈေးကြီးမှပဲလို့ပြောနေပြီတခြားပြည့်စီကနေအမျက်ကြံလို့ရတာမို့စပန်တို့တန်းနိုင်မဲ့ဈေးနဲ့ရောင်းမှမယ်လို့ဦးငန်းထဲတွေကတယောက်သွားပါတယ်ညစာစားပြီးဖြစ်လို့မီဆူကစပန်တို့ဖွဲ့ကိုလက်ဖက်ရည်တိုင်တွေကတန်တွေကိုချွေးတွေထွက်လာတဲ့မီဆူကတော့ရေချိုးဖို့လုပ်နေပါတယ်မီဆူကရေကူးဝှက်ဆောင်ဝတ်ထားပေမဲ့ဒီဘက်ကမှတော့အဲ့လိုပုံစံအရှက်မရှိတဲ့ပုံစံဖြစ်နေပြီ Green နဲ့ Liz ကမီဆူကိုယောက်ျားလေးတွေမနေအောင်ကာကွယ်ပေးနေကတနားရီလောက်စူတော့ခံရပြီမီဆူကလည်းရေချိုးလို့ရသွားပါတယ်နောက်နေ့မှတော့မီဆူကသူ့မှာပါလာတဲ့ energy မုံကိုကြွေးပြီးစပန်တို့ကိုစမ်းသပ်ကြည့်ကစပန်တို့လည်းအရန်ရတာရှိပြီးအင်အားနဲ့တည်သွားတယ်လို့ပြောနေပါတယ်အဲ့လိုနဲ့အမဲလိုက်ရမဲ့နေကြီးကိုရောက်ပြီဖြစ်လို့အကုန်လုံးကဓာတ်တွေလှန်တွေကိုတည်ပြင်းနေပါတယ်တိပိမှနားရီရဲ့ငှက်တက်ကောင်ကိုတွေ့လို့ Liz ကညားနဲ့ပြစ်လိုက်ပေမဲ့လွဲသွားပါတယ်မီဆူကလည်းငှက်တက်ကောင်ကိုတွေ့လို့စပန်ကိုကြောက်ရနေပြီဒီတက်ကောင်ကိုသူကြည့်ပေးရစီလို့ပြောလို့စပန်လက်အလုံးရှိထင်နေလို့တခါတော့ခွင့်ပြုပေးလိုက်ပါတယ်မီဆူကခရော့ဘုန်းနဲ့ငှက်ကိုတိလိုက်ပြီးမှန်သွားလို့စပန်တို့လည်းအံအောင်သွားပါတယ်မီဆူကအခုလိုမှန်အောင်ပြင်နိုင်တာဒီလိုမလာခင်တော့ခရော့ဘုန်းတင်ကြီးကိုပါတင်ခဲလို့ဖြစ်ပါတယ်အဲ့လိုနဲ့ညိုးတော်ကိုကြံအောင်ပါကြပြီမီဆူကကျမ်းမာရေးကိစ္စသွားစရာရှိရလို့ပြောလို့ဂရစ်ကအစင်ကြီးเจ้าကိုပြောပါတယ်မီဆူကလည်းအပေါ်သွားဖို့နေရာကိုရှာနေပြီအဲ့ဒီချိန်တောဘက်တက်ကောင်ကမီဆူကနားကိုရောက်လာသူ့စီကိုတိုက်ခိုက်ဖို့ပြေးလာနေရကြမီဆူကခြေကုန်းလုပ်ပြေးပါတယ်ဒါပေမဲ့ခြေလေးချောင်းတဲ့တောဘက်ကသူ့ထက်နေပြေးနိုင်နေရကြအသင်းမှလာတဲ့တရက်စတိုနဲ့တောဘက်ကိုရှင်းလိုက်ပါတယ်စပန်တို့လာနေတဲ့အတန်ကိုကြတော့မီဆူကလည်းတန်တရားမခစ်အောင်တောဘက်ကိုညာနဲ့ပြစ်ပြီးတည်သွားတဲ့ပုံစံလုပ်နေပါတယ်စပန်တို့ဖက်ရောက်လာတော့မီဆူကလည်းသူ့စီကိုပြေးလာနေလို့ညာနဲ့ပြစ်တက်လိုက်တတ်ပါလို့ပြောနေပေမဲ့စပန်တို့ဖက်ရောက်တော့မယုံနိုင်ဖြစ်နေပြီမီဆူကသူတို့ရဲ့လှုပ်ရှင်ဖြစ်နေလို့တေချာကာကွယ်ရမယ်လို့ပြောနေပါတယ်အလုံးနဲ့မီဆူရဲ့တိုတောင်းနဲ့စုံစားခန်းလေးရပြီးဆုံးသွားပြီအလုပ်ပြီးညောင်းသွားတဲ့ထိုင်းမတ်နေနဲ့တစ်ခွက်တစ်ဖက်လားချနေပါတယ်ခရီးမှာဆေးပွေးနဲ့ညာရီစားခဲ့သလိုတောခွန်းတွေပါရလာပြီဖြစ်လို့ဒီလောက်နဲ့ဆိုရင်စပန်တို့ဖွဲ့ရလာဝက်လောက်ကိုအေးအေးဆေးဆေးနေလို့ရပြီဖြစ်လို့စပန်ကမီဆူကိုကျေးဇူးတင်နေပါတယ်မီဆူအတွက်လည်းစပန်တို့ရဲ့ကျေးဇူးကြောင့်ဒီဘက်ကမှဘာတွေကြိုက်လဲဆိုတော့သိလို့နှံဦးတစ်ဖက်ကဆင်ပြေနေပါတယ်မီထွက်တဲ့ပစ္စည်းကဘလောက်လဲမေးနေတဲ့ခွေကိုမီဆူကလည်းအဲ့တက်ပို့သေးပြီအချိန်တရာမကသုံးလို့ရတာဆိုရင်ငွေတရားတရားပဲလို့ပြောနေရကြောင်းခွေးနဲ့ Liz ကအံ့ဩနေပါတယ်ခရီးအတွက်လိုအပ်တာတွေဝယ်လို့ရေကူးဝတ်စုံမဂဇင်းကိုပါယူလာမိရဲ့မီဆူကသူတို့နိုင်ငံမှာရေထဲသွားမယ်ဆိုရင်ဒီလိုတွေဝတ်တဲ့အကြောင်းကိုပြောရနေပါတယ်ပုံနေရောတော့စပီးရသဘောကျနေပြီခွေးကလည်းသူတို့သိပါပြီဒါပေမဲ့ဒီတိုင်းကြီးမှတော့အလွတ်မွေးဖို့ပြောပါတယ်ခရီးရနဲ့ပြန်လာပြီးရဲ့နောက်ပိုင်းမီချစ်တွေပါရောင်းဖို့အကြံသွားတဲ့မီဆူကအရင်ကနဲ့ပိုပြီးရောင်းလို့ကောင်းနေကဒီဘက်ကဖမှလည်းလူပညာပစ္စည်းတွေကိုရောင်းဖို့စဉ်းစားနေပြီဘာရောင်းရမလဲဆိုတော့အကြံထုတ်နေပါတယ်မီဆူကလည်းအကြံတစ်ခုကိုရောက်သွားပြီးကြောက်ချင်းတစ်ခုကိုတွားကနိုင်ငံနဲ့လက်ကုတ်ကန်ပြီးအတွင်းနဲ့ရုပ်ပုံတစ်ခုကိုစဉ်းစားပြီးဆိုင်ကိုပြန်ရောက်လာပြီမဲ့တလွဲပုံစံရင်ဖြစ်နေပါတယ်နောက်တစ်ခေါက်ထပ်လို့တော့လဲတလွဲတွေပဲဖြစ်နေပြီသူလှုပ်ထားတဲ့ရေသူမကတော့မှစိုးဝါးနေပါတယ်ရုပ်ထုတွေကစိုးဝါးနေရကြငငယ်ကနူးတင်မြတန်းမှာမကြိုးစားခဲ့ရအကြောင်းလေးလို့ပြောနေပြီရုပ်ထုတွေကလည်းလူတယောက်ကနှဆိုးရုံနဲ့တူလို့ဝေချင်ချောင်းကိုပြောနေပြီဈေးမင်းနေပါတယ်